လက်ရှိချင်းပြည်နယ်မှာနိုင်ငံရေးရတော့လည်းကောလူမျိုးရေးရတော့လည်းကောကျွန်တော်တို့အချင်းချင်းဒီလိုမျိုးပဋိပက္ခဖြစ်နေခဲ့ရတဲ့အကြောင်းရင်းကကျွန်တော်တို့အမျိုးမျိုးရှိပါတယ်ဒီကိုစီရှိကြတဲ့ပြဿနာတွေကိုကျွန်တော်တို့အပေါ်ကနေအမျိုးသားအဆင့်နဲ့ဖြေရှင်းလို့မရဘူးကျွန်တော်တို့ရဲ့ချင်းရိုးရတယ်လေအရာကျွန်တော်တို့ဒီအောက်ခြေအဆင့်ကနေကိုစီပြဿနာရှိနေတဲ့ဟာတဆင့်ချင်းဖြေရှင်းရမယ့်ကိစ္စတွေဖြစ်တယ်အခုဒီချင်းပြည်နယ်ထဲမှာမျိုးနွယ်စုတစုရဲ့အချင်းချင်းကြားမှာပြဿနာဖြစ်နေတဲ့အရာတွေကိုတခြားသောမျိုးနွယ်စုတွေကဝေရောက်ဆွတ်ဖြတ်ပြီးမှဖြေရှင်းပေးတယ်ဆိုရင်အဲ့ဒါကကျွန်တော်တို့ပြဿနာကိုဖြေရှင်းပေးတာမျိုးမဟုတ်ပဲနဲ့ပြဿနာကိုပို့ပြီးတော့ကြီးထွားလာအောင်ဖန်တီးပေးတာနဲ့အဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်အခုအဲ့ဒါကြောင့်ကျွန်တော်တို့လက်ရှိမှာချင်းပြည်နယ်မှာထိုးတစ်ဖြစ်လက်နက်ကဖွဲ့စီတစ်ဖွဲ့နဲ့တစ်ဖွဲ့ဒီလိုမျိုးအခု ZRA နဲ့ CNN အချင်းချင်းတိုက်ပွဲဖြစ်သွားနေရတာကလည်းတကယ်တမ်းဆိုဒါကစကားစားကိုငါတို့တိုက်ခိုက်တယ်ဆိုပြီးမှအကြောင်းပြတာတကယ်တမ်းဆိုဒါစကားစားကိုတိုက်တာမဟုတ်တော့ဘူးဒါလူမျိုးကြီးတိုက်ခိုက်ရေးဖြစ်သွားပြီအတူပြောင်းသွားပြီအခုက CNN ချင်းဆိုတဲ့နာမည်နဲ့ဇုံမီဆိုတဲ့လူမျိုးကြီးနဲ့အခုဖြစ်နေတော့လားအရင်တော့ကဘာသာရေးမှာကျွန်တော်1995မှာဇုံမီကိစ္စနဲ့ချင်းကိစ္စတို့မှာပြဿနာကြီးကြီးရှိခဲ့ပြီဆိုတော့ဒီလူမျိုးကျွန်တော်တို့လက်ရှိလက်နဲ့ကြိုင်လမ်းစဉ်ကိုရောက်လာတဲ့အချိန်အချင်းချင်းဒီလိုတွေးမိကြနေတာကအတိတ်မှာကျွန်တော်တို့မှာမကြည်မနှက်ချက်တွေများစွာကျွန်တော်တို့ရှိခဲ့ပြီးသားဖြစ်တဲ့အတွက်ဇတိဒီချင်းကာလမှာအချင်းချင်းဒီမခံနိုင်တဲ့နောက်ဆုံးချက်အချင်းချင်းဒီလိုတိုက်နေရတာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အားလုံးနားလည်သင့်ပါတယ်ပြီးတော့အခုဖလားနဲ့ဟာခါဘာသာစကားအရတော်လည်းကောင်း80ရာခိုင်နှုန်းတော့တုံငင်နေတယ်ပြီးတော့တမိုင်းเจ้าအရတော်လည်းကောင်းကျွန်တော်တို့တွေကဒီ line လို့ဖက်ကနေဘိုးဖက်ဟာခါနဲ့ဖက်ကိုရောက်စီကြတယ်လူမျိုးသူအုပ်စုတို့တွေကျွန်တော်တို့ဖြစ်ကြတယ်ဘာဖြစ်လို့ဟာခါနဲ့ဖလားဇနီးဒီချင်းကာလာမှာထိုးတဲ့ဖြစ်လိုင်းကြီးအချင်းချင်းဖြစ်ပြီးမှဘာဖြစ်လို့နိုင်ငံရေးအုပ်ချုပ်ရေးမှာကျွန်တော်တို့အချင်းချင်းဒီလောက်အခိုက်မတင်မှုတွေဘာဖြစ်လို့ဖြစ်နေကြလဲဆိုရင်မြို့တော်ဟာခါခိကစားတို့ပြီးတော့ချင်းပြည်နယ်မှာတီတာကောရဲရရှိနေရေးအတွက်ကိစ္စတို့စသဖြင့်ပြီးတော့ live ကိစ္စတို့ပြီးတော့ဂျီမူတောင်နယ်နိမိတ်ကိစ္စတို့နဲ့ပတ်သက်ပြီးတော့ဖလန်ဆူလို airport တို့နဲ့ပတ်သက်ပြီးတော့အမျိုးမျိုးကျွန်တော်တို့ဒီမှာဒီလက်နဲ့မကိုက်ခင်မှာမကြည်မနှက်မှုတွေများစွာရှိခဲ့ပြီးသားဖြစ်တယ်အခုဇနီးဒီချင်းကာလမှာဖြစ်ပေါ်လာတယ်မဟုတ်ဘူးအဲ့ဒီကနေတစ်ဆက်တည်းကျွန်တော်တို့ဒီစစ်မှာကျွန်တော်တို့ချင်းတွေလည်းနဲ့ကြိုင်လမ်းကြောင်းကိုကျွန်တော်တို့ဖွဲ့စည်းလာခဲ့အဲ့ဒီဖွဲ့စည်းလာခဲ့တဲ့အချိန်မှာလဲဒီဖလန်တက္ကသိုလ်ကျောင်းသားလုံငယ်နဲ့ဟာခါလိုင်မီတက္ကသိုလ်ကျောင်းသားလုံငယ်အချင်းချင်းကြားထဲမှာမကြည်မနှက်မှုတွေမနာလိုမှုတွေစသဖြင့်ကျွန်တော်တို့ရှိလာခဲ့အဲ့ဒီစီယာကနေကျွန်တော်တို့ပညာတက္ကသိုလ်ကျောင်းသားဆန်နဲ့ငင်းချိုင်းလမ်းစဉ်နဲ့အဖီရှာနိုင်တဲ့လမ်းကြောင်းကိုမရှာပဲနဲ့မတွားပဲနဲ့အချင်းချင်းတွေတနပ်ပိဖို့ပြီးမှအဲ့ဒီကနေကျွန်တော်တို့ဟာခါဖလန်တီတင်းစသဖြင့်မင်းဒါစသဖြင့်ဒီစစ်ဆက်ရှိကျောင်းသားတွေကိုအကုန်ပြိုကွဲခဲ့တာအဲ့ဒီအချင်းချင်းမနာလို့တဲ့မကြည်နဲ့ချိတ်ဖြစ်ပွားရာကနေတွေးဆွန်းခဲ့ရာကနေဇနီးဒီချင်းကာလာအထိကျွန်တော်တို့ဒီ2020အာနာတင်းမှုအထိကျွန်တော်တို့အဲ့ဒီစစ်ဆက်ရှိနိုင်ငံရေးဆွေးလျားမှုကချင်းလူမျိုးတွေပေါ်မှာစိုက်ခတ်နေလို့ဖြစ်တယ်အဲ့ဒီစစ်ဆက်ရှိလူဟောင်းဒေါ်လာရေးသမားတွေကအခုလက်ရှိချင်းပြည်နယ်ချင်းလူငယ်တွေကိုတမိုင်းတစ်ကောင်းမှုဆိုရေးထူရမယ်အစားသူတို့ကပဲဒီထိုင်ခုံပေါ်ကနေအာနာကိုလက်နဲ့ချုပ်ကြိုက်ပြီးမှနိုင်ငံတကာရဲ့အကူအငယ် UN ရဲ့အကူအငယ်တွေကိုချင်းလို့အခွင့်အရေးအမိခံပြီးမှချင်းပြည်နယ်ထဲမှာ CNA ကအုပ်ချုပ်နေရတော့တစ်ဖက်မှာဒေါ်လာရေးလုပ်တယ်လို့တစ်ဖက်မှာ NGO လုပ်စားတယ်လို့ねအဲ့လိုနဲ့ပဲနိုင်ငံရေးကိုဇီးကွက်စီးပွားရေးတယ်လို့ကျွန်တော်တို့လုပ်နေကြတာဖြစ်တယ်အဲ့ဒီလုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အခုလက်ရှိ27ကြာဆို Change Generation Z ဆိုပြီးမှခေါ်တဲ့လူငယ်တွေကိုအခုစီဆုံးမှာတို့အကြီးအော်လုံးကကျွန်တော်တို့ခေါင်းဆောင်လုပ်ပြီးမှချင်းတမိုင်းတစ်ကိုရေးထူကြမယ်ဟာခါလုံငယ်တွေလိုင်းလုံငယ်တွေထန်တလန်လုံငယ်တွေဘယ်မှာပျောက်ဆုံးကြတယ်လဲဖလားလုံငယ်တွေတီးလုံငယ်တွေအားလုံးဘယ်မှာပျောက်ဆုံးကြတယ်လဲနော်အားလုံးကျွန်တော်တို့
ကြည့်ကြမယ်ဆိုရင်တချို့လူငယ်တွေအခုစစ်ဆုံးမှာစစ်တမ်းတော့ပြီးမှစစ်တိုက်နေကြပါတယ်ခေါင်းဆောင်လုပ်နေကြပါတယ်ဒါပေမဲ့တချို့လိုင်မီအချင်းချင်းလူငယ်ကြားထဲမှာဆိုရင်တချို့လူငယ်တွေက CNF CNA ရဲ့ဒီစစ်နိုင်ငံရေးလွမ်းမှုအောက်မှာအကုန်ကျသွားပြီအခုအကုန်ကျသွားတဲ့အတွက်ကြောင့်လူငယ်အချင်းချင်းကြားထဲမှာတော့အချင်းချင်းမတည့်တော့ကြတာအဲ့ဒါတွေကြောင့်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းပင်ထဲမှာ88နိုင်ငံရေးဆွေးထျားမှုအရှင်အဝါဟာအဆုံးသတ်တင်ပါပြီဒီ88နိုင်ငံရေးကကျွန်တော်တို့ချင်းပင်နယ်ကိုဆက်လက်မွေနေခဲ့တယ်ဆိုရင်ကျွန်တော်တို့နော်ဒီစကားစကိုချင်းပင်နယ်မှာအမြင့်ပြတ်ချေမုန်းနိုင်ရင်တော့မှနောက်ထပ်စစ်ပွဲလာအောင်မှာချင်းပင်နယ်မှာဘာစစ်ပွဲလဲဆိုရင်လူမျိုးရေးစစ်ပွဲနယ်နမိတ်ကိစ္စရေးရာစစ်ပွဲလာအောင်မှာလုံးဝချင်းတည်လာအောင်မှာအဲ့ဒါကြောင့်အဲ့လိုမျိုးအချင်းချင်းတွေအရင်ကအချင်းချင်းတွေးမိကြခဲ့တဲ့တမိုင်းကကျွန်တော်တို့မှာရှိခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်အစနိဒီချင်းကာလမှာအဲ့ဒီတွေးမိကြရာကနေတင်ခန်းစာလက်တွေ့ရှိုးပြီးမှကျွန်တော်တို့အနာဂတ်မှာတမိုင်းထိစကားစစစ်အနာစီမအပကြံတဲ့ကိုအချင်းချင်းကိုတိုက်ခိုက်မှုမလုပ်ဘဲနဲ့ကျွန်တော်တို့ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းကပဲဖြစ်ဖြစ်ကျွန်တော်တို့ထိန်းချောင်းပြီးမှတွားကြရမှာဖြစ်ပါတယ်ဒါပေမဲ့အခုဒီ88နိုင်ငံရေးခေါင်းဆောင်လူဟောတွေကလူငယ်တွေကိုအတုံးချပြီးမှချင်းအချင်းချင်းကိုတွေးမိကြအောင် ZRA ကိုတိုက်လိုက် MDF ကိုတိုက်လိုက်ချင်းမီတော် CB ကိုမတူပီတိုက်ပွဲမှာတိုက်လိုက်နေပြီးတော့တကယ်တိုက်တဲ့ဟာတွေကိုငါတို့ကမတိုက်ဘူးဆိုပြီးမှဒီ CNL 88ခေါင်းဆောင်တွေကနိုင်ငံခြားကနေလင်းလေပြောဆိုပြီးမှငါတို့တိုက်တာကကိုတိုက်ပါတယ်ဆိုပြီးမှလင်းလေမှုတွေပြောခဲ့ပြီးမှအချင်းချင်းကြားမှာချင်းလိုမျိုးတွေဆိုအချင်းချင်းကြားမှာတော့လည်းကောင်းဒေါ်လာရင်းလိုငယ် generation Z လိုမျိုးအချင်းချင်းကြားမှာတော့လည်းကောင်းကျွန်တော်တို့ရဖြိုစင်တဲ့လှပတဲ့ချင်းလိုငယ်တွေရဲ့ခံယူချက်နိုင်ငံရေးအသွေးခေါ်တွေကိုဖြိုစင်နေတဲ့ဟာကိုအယောင်ဆိုးကုန်ကြတာမတူတွေကြောင့်ပဲဒီ88နိုင်ငံရေးခေါင်းဆောင်တွေကပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီဖြစ်နိုင်ရင်ဒီ88ဒေါ်လာရင်းခေါင်းဆောင်နဲ့အကုန်ဖြုတ်ချဖို့လိုတယ်ဖယ်ရှားချဖို့လိုတယ်မဖယ်ရှားနိုင်ရင်တော့မှဒီ88လူဟောင်းတွေဒီကျွန်တော်တို့လက်ရှိဒေါ်လာရင်းမှာအတက်နိုင်ဆုံးလူငယ်တွေကသူတို့ရဲ့အကြံပေးမှုတွေသူတို့ရဲ့နောက်ွယ်ကြိုးကံမှုတွေအတက်နိုင်ဆုံးတာတွေကကျွန်တော်တို့ဆောင်ရှားတင်တယ်အတိကကျွန်တော်တို့တွေကအနာဂတ်မှာအချင်းချင်းချက်ချင်းမြတ်တာကိုတူပွားပြန်ပွားစီမယ်စနစ်မျိုးကိုကျွန်တော်တို့တည်ဆောက်နိုင်ကြဖို့လိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လက်ရှိမှာချင်းပင်တဲ့အထဲမှာအချင်းချင်းတင်လူမျိုးပဋိပက္ခတွေကိုချုပ်ငင်းစီရေးအတွက်ပထမအဦးဆုံးမှာဝိုနိုင်ငံခြားကနေ88ခေါင်းဆောင်တွေကဘာသာရေးခေါင်းဆောင်တွေကအချင်းချင်းစပွဲပေါ်မှာထိုင်ပြီးမှဆွေးနွေးနေတာကဘာတစ်ခုမှမထိရောက်ပေါ်တာလေတကယ်ချင်းအချင်းချင်းကိုငင်းချိုင်းလို့ချင်းတဲ့ဆိုများတော့ဒီဇော်ရောတို့မီဇောရမ် government တို့ကတော့ဖြည့်စင်းပြီးနေစမှာလို့ပေါ့တကယ်ငင်းချိုင်းကိုလို့ချင်းတယ်ကိုအချင်းချင်းကိုတင်မြရေးကိုလို့ချင်းတယ်ဆို CNF ကသူ့ရဲ့လှုပ်ရှားနေပြီသူ့ကိုထောက်ပံ့ပေးနေတဲ့ဟာခါထန်တလန်နေထဲမှာတာအခြေချသူ့ကိုမထောက်ခံတဲ့နေရာမှာသူအခြေမချနဲ့အခုတီးတင်တန်းစာနေထဲမှာဇောင်မီပြည်သူတို့ထုစစ်စဲရာခိုင်နှုန်းက ZRA CNF ကိုမထောက်ခံဘူးမထောက်ခံဘဲနဲ့ CNL ကဝင်ပြီးတော့စခန်းချနေမီစုမှုရလုံနေတယ်ဆိုရင်ဘယ်တော့အခါမှာဘယ်လောက်ပဲနိုင်ငံခြားကနေဆွေးနွေးနေပါစေငင်းချားရဲ့အချင်းချင်းကြားမှာတင့်မြဲဘယ်တော့အခါမှာစီမှာမဟုတ်ဘူးဒါကိုကျွန်တော်တို့သိဖို့လိုတယ်ထိုနည်းတူဆိုပဲဖလားနဲ့ဟာခါကြားမှာလဲလိုင်မီအချင်းချင်းကျွန်တော်တို့ငရေကိုတွေဖြစ်တယ်ဆိုပြီးမှဘယ်လောက်ပဲနိုင်ငံခြားကနေဆွေးနွေးနေပါစေ CNF ကသူ့မထောက်ခံတဲ့နယ်မြေဒေသထဲကနေသူ့ရဲ့စခန်းတွေကိုသူ့ရဲ့တိုက်အင်အားတွေကိုမရုပ်တင်ပဲနဲ့ဘယ်တော့အခါမှငင်းချိုင်းစီမှာမဟုတ်ဘူးထိုနည်းတူဆိုပဲတခြားတော့ဒေသမှာလည်းအဲ့လိုပဲဖြစ်ကြမှာအဲ့ဒါကြောင့်ကျွန်တော်တို့တကယ်ငင်းချိုင်းကိုလို့ဆင်တယ်ဆိုရင်ကိုရှိတင်တဲ့ကိုနေတင်တဲ့ကိုရဲ့အိမ်မှာတာကိုရဲ့မိသားစုအရေးကိုပဲ
ကိုယ့်ရဲ့မိသားစုအရေးကိုပဲအရင်ဖြည့်ဆင်းကြဖို့လိုတယ်ဥပမာဖလားမြုပ်နဲ့အရေးမျိုးနွယ်ဆိုအရေးကိုတခြားသောဟာခနဲ့တကဝင်ပြီးတော့ဆွတ်ဖြစ်စရာမလိုဘူးဖလားအရေးကဖလားမျိုးနွယ်ဆိုတွေကပဲပီတိုလိုတို့တွေကပဲအောက်ခြေကနေဆုံးဖြတ်ပြီးမှဆွေးနွေးကြရမယ်ဖြစ်ပါတယ်ထိုနည်းတူဆိုပဲတွန်းကြတီးတင်ဇော်မီအရေးကဟာခါစီယန် FCN တွေကလာပြီးတော့ဖြည့်ဆင်းစရာမလိုဘူးသူတို့ဇော်ဆွန်ဇော်မီတီတာမှာဇော်ကမ်တီတာမှာနေထိုင်ကြတဲ့ပီတိုလိုတို့မျိုးနွယ်ဆိုတွေကပဲအချင်းချင်းနော်တွေးဆုံဆွေးနွေးပြီးမှညှိနှိုင်းကြပါစေအဲ့လိုနဲ့ပဲကျွန်တော်တို့ဖြည့်ဆရမယ်ထိုနည်းတူဆိုပဲမတူပီအချင်းချင်းကြားထဲမှာဖြစ်နေတဲ့ပြဿနာလဲဟာခါစီယန် F တွေကနော်ဝင်ရောက်ပြီးပါဆွတ်ဖက်ပြီးမှကျွန်တော်တို့ဖြည့်ဆင်းပေးနေရှာမှာလို့ပေါ့သူတို့အချင်းချင်းသူတို့ကပဲညှိနှိုင်းပါစေသူတို့ကပဲအကောင်းဆုံးအဖြစ်ထုံးနိုင်ပါစေထိုနည်းတူဆိုတာမင်းđấtမှာလည်းအဲ့လိုကံပလက်မှာလည်းအဲ့လိုပလက်ဝမှာလည်းအဲ့လိုပဲတွားတင်တယ်မဟုတ်ပဲနဲ့ချင်းပီနဲ့တပီနဲ့လုံးမှာမျိုးနွယ်စုတဆူရဲ့အရေးကိစ္စမှာဆရာကြီးလိုနဲ့ဟိုဘက်ကိုဝင်ပါလိုက်ဒီဘက်ကိုဝင်ပါလိုက်ဝင်ရောက်ဆွတ်ဖက်မှုတွေနောက်ွယ်ကနေငွေကြီးတုံးချပေးမှအခချင်းငွေတွေကိုပြီးပြီးမှအဲ့လိုမျိုးတွေမွေနောက်နေတယ်လုံနေတယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လောက်ပဲဆွေးနွေးဘယ်လောက်ပဲမီဇိုရမ် government ကဆွေးနွေးပြီးနေပါစေဘယ်လောက်ပဲ NGO အစိုးရကဆွေးနွေးပြီးနေပါစေချင်းကြားမှာဘယ်တော့အခါမှကျွန်တော်တို့တကယ်တင့်မြဲရှိလာနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကိုရှိရှိတင်တယ်ကိုမိသားစုအရေးကိုမိမိတို့ကိုယ်တိုင်ကပဲကျွန်တော်တို့အောက်ခြေကနေဖြည့်ဆင်းရမှာဖြစ်ပါတယ်အဲ့လိုကိုရှိကြားထဲမှာအနာရောဂါရှိနေတဲ့ပြဿနာတွေကိုအောက်ခြေအဆင့်ကနေဖြည့်ဆင်းနိုင်ပြီဆိုရင်တမျိုးသားလုံးက automatic နဲ့ကျွန်တော်တို့ဖြည့်ဆင်းနိုင်ပြီဒါဖြစ်မှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ဒီချင်းပင်နဲ့ငင်းချိုင်တော့ချက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံခြားကနေခေါင်းဆောင်တွေကဇော်ရောတို့ကဘယ်တော့ပဲခေါင်းဆောင်တွေခေါ်ပြီးမှငင်းချိုင်ကိပြတော့အချင်းချင်းငင်းချမ်းကြပါစေဆိုပြီးမှဘယ်တော့ပဲဆွေးနွေးပြီးနေပါစေဆောနာကပြောတယ်လို့ပီတိုလိုထုအများဆုံးကဒီမိုကရေစီနည်းအရာပီတိုလိုထုအများဆုံးကမထောက်ခံတဲ့နေမီတီတာမှာနေမီကျူးကျော်ပြီးမှစခန်းချမှုတွေလုံနေတယ်ဆိုရင်ဒါကဘယ်တော့အခါမှရှိမှာမဟုတ်ဘူးအခုဒီမိုကရေစီနည်းအရာပြောရမယ်ဆိုရင်တီးတင်တွန်းစားနယ်ထဲမှာ CNF ကိုပီတိုလိုထုအများဆုံးကထောက်မခံဖို့ဆိုရင်ဒီမိုကရေစီရဲ့အဲ့ဒီ CNF စကားကိုရုပ်တင်တယ်ထိုနည်းတူဆိုပဲဖလားနယ်ထဲမှာဖလန်ပီတိုလိုထုအများစုက CNF ကိုမထောက်ခံဖို့ဆိုရင်အဲ့ဒီ CA ဖလားမြုပ်နယ်တခုလုံးက CNF စကားကိုအကုန်ရုပ်တင်တယ်ထိုနည်းတူဆိုပဲမင်းတပ်နယ်ထဲမှာမတူပီနယ်ထဲမှာကံပလက်နယ်ထဲမှာပလောဝနယ်ထဲမှာပီတိုလိုထုတွေက CNA ကိုအများစုကမထောက်ခံဖို့ဆိုရင်အဲ့ဒီ CNF ရဲ့စခန်းတက်စခန်းကိုဟာနဲ့ကိုအတိတကြီးနဲ့ပညာသားပါနဲ့ရုပ်တင်တယ်ဥပမာဟာခါနဲ့ထန်တလာနယ်ထဲမှာဆိုဟာခါထန်တလာနယ်သားတွေကအများဆုံးက CNF ကိုထောက်ခံတယ်ဆိုရင်အဲ့ဒီနေရာဒေသမှာပဲဒီမိုကရေစီနည်းအရာကျွန်တော်တို့စခန်းချတင်ပါတယ်အဲ့လိုဒါကျွန်တော်တို့ချတယ်ဆိုရင်အဲ့ဒါကကျွန်တော်တို့ချင်းပြည်နယ်ရဲ့အနာကငင်းချိုင်းတော့ချက်ပဲဖြစ်ပါတယ်အခုမရာဒေသမှာမရာပီတိုလိုထုအများစုကနော် MDF ကိုထောက်ခံတယ်ဆိုရင်အဲ့ဒီ MDF ကိုအတိအမပြုတ်လိုက် MDF မရာနယ်မြေဒေသက CNF စခန်းကိုရုပ်တင်လိုက်ကိုဟာလဲကိုခေါင်းဆောင်တွေဆိုတာတကယ်ချင်းခေါင်းဆောင်တွေအဲ့လိုမျိုးဒီစစ်မှန်တဲ့ Federal Democracy ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကအတိတ်တကြီးနဲ့အဲ့လိုမျိုးဒီမိုကရေစီရဲ့စံချိန်စံနှုန်းကိုကျွန်တော်တို့ကလက်တွေ့လေးစားကြရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လက်ရှိ CB အဖွဲ့အစည်းတော်တော့ကောင်း CNF နဲ့ချင်းခေါင်းဆက်ဖွဲ့စည်းတော်တော့ကောင်းဒီအဖွဲ့အစည်းအောက်မှာကျွန်တော်တို့ချင်းတွေအားလုံးစုစည်းရမယ်ဆိုတဲ့မူဝါဒကိုဆွဲကိုက်ခြင်းမရှိပဲတဲ့အနာဂတ်မှာကျွန်တော်တို့ချင်းအမျိုးသားတွေးစည်းညီငွေချင်းတင်မြဲခြင်းကိုလိုချင်တယ်ဆိုရင်လက်ရှိချင်းပြည်နယ်အမိကိုလည်းကျွန်တော်တို့ပြောင်းလဲတင်တယ်ဆိုရင်ပထဝီကိုချီခါတော့အမိတိ Homeland Greenland Motherland စသဖြင့်ကျွန်တော်တို့နာမည်တစ်ဒီ state အမိတိကိုလည်းမဲ့နိုင်ရမယ်
ပြီးတော့အဲ့ဒီမဲ့ပြီးမှအဲ့ဒီလူမျိုးကြီးကိုချီမခံတဲ့ပြည်နယ်နာမည်တစ်တခုအမှချင်းတွေအားလုံးတင့်မြတ်ရေးကိုကျွန်တော်တို့ဆွစေကြရမယ်အာမီတစ်တခုမှာအဖွဲ့အစည်းတစ်တခုမှာအားလုံးပါဝင်လက်ခံနိုင်တဲ့အောက်ခြေအဆင့်ကနေစတင်တဲ့ကျွန်တော်တို့ဒီအမျိုးသားတည်ဆောက်ရေးကိုကျွန်တော်တို့အနာဂတ်သားရှင်မင်းဆက်အတွက်ခိုင်မာတဲ့ကျွန်တော်တို့ဆွစေရေးကိုကျွန်တော်တို့အမှန်တကယ်လိုလားကြတယ်ဆိုကျွန်တော်တို့အဲ့လိုမျိုးအချိန်ယူပြီးမှအခြေအနေကိုဖန်တီးပြီးမှတွားကြဖို့လိုပါတယ်အဲ့ဒါကကျွန်တော်တို့ချင်းပြည်နယ်ရဲ့အနာဂတ်စစ်မှန်တော့ငင်းချရေးတော့ချက်ပဲဖြစ်ပါမယ်ဆိုပြီးမှကျွန်တော်ရဲ့အမြင်ကိုပြောထားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်